မနေ့ကနေ့ဘာမှလည်းမရသေးဘူးဘယ်လိုလုပ်ကြမလဲဟုတ်ပါဒီနေ့မှလည်းနေရာလိုက်ရမ်းဖို့ဖိုက်တွေလည်းစနေပြီဒီမြတ်နဲ့ဘာပြောနေရဒီနေ့ရောအချိန်နေကောင်းရလားကောင်းပါဘူးကွာမနေ့ကဘာမှမရသေးဘူးသမင်းတော်ဘယ်လိုစားရမလဲမသိဘူးဒီနေ့အာငါထွန်းရမင်းအဲ့တော့တော့မပူပါနဲ့မင်းတို့လင်မယားနှစ်ယောက်ဒီနေ့ငါကျွေးမယ်ကွာမလုပ်ပါနဲ့ကိုကျော်ကအားနာတရားကြီးအာမင်းကလည်းအားနာနေကြလို့လားကွာမင်းတို့ငါတို့ကမိသားစုတွေကပြီးတော့ငါတို့ကလည်းဒီကိုနှစ်ယောက်တည်းနေတာကွာအေးစေးလာသွားမယ်ဟေးခဏနေဦးအဲ့လိုအေးစေးဆိုကျွန်တော်လည်းလိုက်စားမယ်လေဗျအာမင်းကမကျွေးတဲ့လိုက်စားမယ်ကောင်ပါကွာလာသွားကြမယ်တောင်းမိုက်တောင်းသွားရမင်းမရေးနောက်ကျနေပြီဟာဒီလင်မယားဝရိယကောင်းလိုက်လားအစောကြီးရှိသေးတယ်သွားကြတော့မှာပေါ့မတော်လို့မရဘူးလေကိုကျော်ကြီးရှိရမှလင်များနဲ့ရောက်တယ်ရှေးလေးအတွက်ရှာအောင်မယ်အေးအဲ့ဆိုငါတို့လည်းတစ်ခါတည်းလိုက်မယ်လေကွာအပိုကောင်းတာပေါ့သွားမယ်သွားမယ်လာဟဲ့သားရောက်သွားကြမယ်ဟာမိမဒီမှာဘာထုတ်တွေလည်းမသိဘူးလာကြည့်သမ်းပါအောင်ဟာဒီမသိဘူးမှာဘာထုတ်တွေလည်းမသိဘူးဖွင့်ကြည့်အောင်ရွှေလုံးလေရွှေပြားလေငါတို့ချမ်းသာပြီမိမငါတို့ချမ်းသာပြီငါတို့ဒီဘွားလွတ်ပြီကွာလွတ်ပြီရွှေလုံးတွေဖွက်ထားလိုက်တော်ငါတို့တို့ခွဲပေးနေအောင်မယ်ဟုတ်ရွှေသားလောက်ပဲကောက်တယ်ပြလိုက်မယ်ဟုတ်ရွှေပြားနေမဖွက်တာမဖွက်တာဟောင်းနေလာကြည့်ကြပါအောင်ကွာဟောင်းဒီကိုဘာဖြစ်လဲဖြစ်တယ်မကြဘာဖြစ်လို့ရွှေသားလေးကောက်ရလို့ကွာဟောမင်းတို့လိုက်တာဘောကကန်ထူးတာအေးတခုတော့ရှိရနော်ငါတို့တော့မိုးဝဲကျွေးရမယ်နော်ကျွေးပါမယ်ကွာမင်းတို့ကလည်းမိုက်တယ်ကွာနော်ဒီကန်ကောင်းတာလက်ကောက်လေးတွေကငါတို့အခုချိန်ဒီတစ်ခါမရဘူးကွာအေးကွာရှာတာမင်းတို့လင်မယားနှစ်ယောက်နဲ့ထိုက်လို့ရတာဟုတ်တယ်ဘောကွာအေးဇာတ်ချမ်းသာပြီယောက်ျားကြီးမိုက်တယ်ကွာတကယ်နော်ငါတို့3 3မှုရှာတာတစ်ခါမရဘူးဒီနေ့တော့မင်းတို့မကောင်းနေတော့ကွာငါတို့မင်းတို့တခါခံမယ်ကွာပြန်မယ်အဲ့ဒါပြန်လာသွားမယ်သွားကြမယ်ငါထွန်းမင်းတို့မြို့တကယ်ပြောင်းတော့မှာလားအေးပါမင်းတို့မြို့ရောက်လို့တိုက်ဒီပိုင်းစောက်သွားလို့ခြေကြသွားတယ်ငါတို့ညီကို2ယောက်လာလဲငါတို့ညီကို2ယောက်မမေ့နဲ့နော်အောင်မလေးမေ့စရာလားကိုကျော်တို့ညီကို2ယောက်ကကျမတို့လင်မယား2ယောက်ပေါ့ဒီလောက်ကောင်းခဲ့တာ哦အေးလေဗျာကိုကျော်တို့တွေကကျွန်တော်တို့ပေါ့ဒီလောက်ကောင်းလားကျွန်တော်တို့မေ့စရာလားဗျမမေ့ဘူးစိတ်ချဗျာအေးအဲ့ဒါမင်းတို့သွားပြရတော့နောက်ကျနေဦးအဲ့သွားပြီတရောင်ငရုံဟောလေမင်းမသွားဘူးနော်ရောက်မင်းတို့ရီဆက်လာလဲမှာလာလေကွာမမေ့ဘူးဟုတ်ပြီလားလာခဲ့မင်းတို့လည်းကြည့်စားကြအောင်အေးသွားနောက်ကျနေတယ်ကျွန်တော်အမေရိကန်မှာကုမ္ပဏီတစ်ခုထောင်ထားတာအခုမြန်မာပြည်မှာဆိုလဲစုံနေတော်တော်များများကျွန်တော်ပိုင်ရတွေကြီးပဲဗျနောက်ထပ်စီးပွားရေးတစ်ခုလုပ်မှုအတွက်ခင်ဗျားတို့လာပြီးကန်လန့်တာငါရှယ်ယာထည့်လို့ရအောင်စိတ်ဝင်စားတယ်ဗျရှယ်ယာဘယ်လောက်ထည့်ရမှာလဲအခုလုပ်ကန်းတော်တော်ကြီးတယ်ဗျအနည်းဆုံး3,500ကနေစထည့်ရမှာ3,500ဟုတ်လားဘာလဲခင်ဗျားမထည့်ချင်ဘူးလားကျွန်တော်နဲ့ရှယ်ယာတွဲလုပ်ချင်တဲ့လူတွေမှာအများကြီးပဲရေမြင့်များထည့်နိုင်မှာအမြဲတမ်းရပြီးဒီတဲ့ပုံပြီးချမ်းသာလာမှာနော်ခင်ဗျားတွေ့မမနဲ့တော့3,000ထဲမယ်ဗျာအဲ့ဒါကျွန်တော်အိမ်မှာရှိတဲ့ပတ်စံအကုန်ပဲဗျာခင်ဗျားပြောသလိုပါဗျာရေးမများထဲမှာကျွန်တော်ဒီထက်ပုံကြီးချမ်းသာလာမှာဟုတ်တယ်ကျွန်တော်3,000ထဲမယ်ဗျာခင်ဗျားစိတ်တက်တော့ကြိုက်တယ်ဗျာတစ်ဖေး3,000ဟုတ်ကဲ့တိုက်ကြီးရွယ်ကိုကြီးတော်တော်စင်ပြေနေပုံပေါက်တယ်အေးလေးကတော့တလားလောက်နေပလိုက်မယ်ဗျာအေးအဲ့အကြံမစိုးဘူးကွာဟဲ့အောင်အဲ့တော့ငါလှမ်းခေါ်လိုက်မယ်ကွာငါထုံးတော့ကွင်းပုံတော့အေးငါထုံးရေးငွေမောင်းရေးငါထွန်းငွေမို့တားရကြီးလို့လားမသိကိုကြီးတိတ်ချခေါ်ပါအေးငါထွန်းရေးငွေမို့ရေးမိမခြံချင်းမှာဆွညနဲ့ဘယ်လိုလဲမသိဘူးကွာကြည့်သမ်းပါအောင်အေးငွေမို့လာပြီကွာအော်အဲ့ရှေ့မှာစုညနဲ့အော်ခေါ်နေလို့ဘယ်သူတွေများလဲမှတ်တယ်ကော်ကောက်တဲ့ညီကို2ယောက်ကိုပါလာလောက်တာလဲမဟုတ်ပါဘူးဟာငါတို့ညီကို2ယောက်နင်တို့သတိရလို့လာလဲတာပါဟာအိမ်ထဲဝင်ကြလာပြီတကားလေးဖွင့်ပေးပါဦးအိမ်ထဲပေးဝင်လို့ဘယ်ဖြစ်မလဲနင်တို့ပုံစံလည်းပြန်ကြောင်းညစ်ပတ်စုပ်ပြတ်တက်နန်းစော်နေရပဲဆွညနဲ့ဘာဖြစ်နေကြတော့ဟာအေးတကယ်ချင်းကထွန်းကျို့ရန်ကုန်ပြောင်းရမတွေ့ရကြောက်တော့မသိလုံးဝတထေးကြနာပဲကွာခံခံညာကြီးဟာအခုလည်းတကယ်တထေးပဲလေဘာဖြစ်နေလို့လဲဒါနေပါခင်ဗျားတို့ဘာလုပ်တာလဲငါတို့ညီကို2ယောက်သတိရလို့လာလဲတာပါကွာ
ဟောပြီးပြီမိမ ရော့ဒီမှာပတ်စံနောက်ကကျမတို့အိမ်ရှိကိုဘယ်တော့မှမလာပါနဲ့နင်တို့နဲ့ငါတို့နဲ့ကစင်တန်းချင်းကွာဝိုင်းမိုးနဲ့နေသည်လို့ပဲအခုလို့စကားလက်ခံပြီးပြောနေရတော့လုံလှပြီ ဘာကြည့်နေလဲမဲလို့လား မဟုတ်ပါဘူးကွာ ဟိုးနေဒိုးလိုက်တော့နားလို့ခဏကွာနန်းစောနေရပဲ မတော်နိုင်ကြီး အော်ယောက်ျားပြင်ခြံစောက်ကိုသူတို့ရက်သွားတဲ့နေရာကိုနွားနို့နဲ့ဆေးခိုင်းလိုက် စိတ်ချပါမိမရဲ့ ကိုကြီးကဒီဝမ်းနေလိုက်တာဗျာဒီလေးကတသိန်းနေမှမဟုတ်တာဗျတစ်ချိန်တော့မိသားစုလေးလိုနေခဲ့တာလေခုခွေးမောင်းတို့မောင်းထုတ်ခံရတယ်ကိုကြီးကအေးပါညီလေးကိုကြီးလည်းသူတို့အဲ့လောက်ထိဖြစ်သွားလိမ့်မယ်လို့ကိုကြီးတကယ်ထင်မထားမိလို့လာပြီးတာပါကွာအခုတော့သူတို့ကဘဝမေ့သွားပြီကွာဘဝမေ့သွားပြီ ပြက်ဒိုးရဗျာမလို့ရင်အကုန်စားပြီ အဖေကလည်းဒီနေ့မှလာသိနေတယ် ကဲဘလို့လဲဆက်စုံမ အရှုံးလေးတော့ပဲရက်နိုင်လဲကျမအိမ်ပေါ့မယ်ရလား ရတာပေါ့ဗျာသိရတာပဲကဲဘလို့ယူမယ်ပြောကဲဖက်လို့ရဗျာနော်စိတ်တော့မကောင်း အာခုဖေကလည်းသိနေသိနေစားဟာ ကဲဘလို့လဲဆက်စုံမတော်ပြီလား နားပြီပေါင်ကြလည်းမရှိတော့ဘူး ဒါဆိုရင်ခင်ဗျားပေါင်မအိမ်ကဘလို့လုံးမ တရက်နဲ့တော့စောင့်ပြီလာရွေးမယ် နှစ်ရက်နေတော့မှခင်ဗျားအိမ်ကိုလာမရွေးဆိုရင်ကျွန်တော်အိမ်ဖြစ်ပြီနော် ဟာငယ်ချင်းရတော့ဟာငွေမောဟာနေအရင်ကတခြားစီပဲဟာနေရန်လာလာလိုက်တာ ညမင်းပါပြောတာမင်းကငါတို့လည်းမသိပါဘူး ဟာငယ်ချင်းငါဂျာအေးလေငါတို့တစ်ချိန်တော့ပျော်ပျော်ပါးပါးနဲ့အမိုက်ကောက်ခဲ့ကြတာလေ ဟဲ့ငါတို့ကဘယ်တော့အမိုက်ကောက်လို့လဲငါတို့ရုပ်ကအမိုက်ကောက်စားတဲ့ရုပ်ပေါက်နေနင်ငါတို့ပေါင်းနေရှိမှာအဆက်လာခွဲနေရလားအဆန့်လို့ရင်လို့တိုက်ခါလာချနေရလား မဟုတ်ပါဘူးမဟုတ်ပါဘူးငါနင်တို့တွေ့လို့အားရဝမ်းသားနဲ့လာနှုတ်ဆက်တာပါ မင်းပါပြောတာငါတို့အပေါင်းနဲ့ကိုကြည့်လိုက်ဂုံတွေရှိလုပ်ငန်းရှင်တွေပဲကွာမင်းတို့အောက်တန်းသားကောင်းတယ်တကောင်းမပါဘူးအားလည်းရမင်းပတ်စံဆိုကျွန်တော်ဒရမာလာခင်းနေရလား မဟုတ်ရပါဘူးကွာငါမင်းတို့သတိရလို့တကယ်လာနှုတ်ဆက်တာပါကွာ ကြာပါမင်းမပေးလိုက်ငေါတွေက နင်လိုချင်တာဒီပတ်စံနေတာတော့နင်တို့လိုအောက်တန်းစားရအတွက် တော့မင်းကအလုပ်ရှိတယ်ဘာကောင်မှမနန်းစောနေတာပဲကွာဟာဟုတ်လားကွာ တေချာတာပေါ့အောက်အောင်လူလေလုပ်ငန်းချင်းလို့တတိလို့လည်းလှုပ်ရှားနေကြတယ်ကျောင်းဆိုင်ရောအကောင့်တွေပါသွားတယ်အောက်အောင်တွေ့တော့တေဖို့တာ ဝါပါပြီကွာငါးစီမှာရှိတဲ့ပတ်စံလေးတွေအကုန်ရင်းလိုက်ပါလေဆိုမှလူလိန်နဲ့လာသုံးနေတယ်ကွာ ဘာဖြစ်လို့လဲယောက်ျားရဲ့ ဘာဖြစ်ရမှာလဲမင်းမယောက်ျားစုဆောင်တဲ့ပတ်စံတွေရှယ်ယာထည့်လိုက်တာအဲ့ကောင်ကလူလိန်နဲ့ဘူးတော့ပတ်စံတွေအကုန်လုံးအလိန်ခံရရပြီကွာ ဟဲ့အဲ့ဆိုသွားပါပြီကျမတို့အရင်အမိုက်ကောက်တဲ့ဘဝကိုပြန်ရောက်တော့မှာပေါ့နော် ဩမိမအဘောတော့မရောက်ပါဘူးကွာယောက်ျားလုံးမှာဒီအိမ်ကြီးနေတယ်မှာလက်ဝဲရတနာကြံသေးရပဲဘာလို့ရောက်ရမှာလဲ ဒီအိမ်ကလည်းဟိုနေ့ကဖဲသွားရိုက်တာဖဲရှုံးလို့ပေါင်ထားခဲ့တာ2ရက်တွင်းမှလာမျိုးရင်အစုံနဲ့ ဟာ ဒီလက်ဝဲရင်သားတွေကလည်းအတူတွေနှလုံးထိုးလို့ကုန်ပြီလောက်ပါလို့ကြားရဲမမတို့ဘယ်လိုလုပ်ကြမလဲ ငါတို့မှားခဲ့ကြပြီကွာငါတို့ငွေရှိတဲ့ချိန်တော့ဘွားမေ့ပြီးတော့ငါတို့လုံးချင်တဲ့ချက်လို့မိခဲ့ကြတယ်ငါတို့ဘောကောင်းခဲ့တဲ့ကျေးဇူးရှင်တွေပဲငါတို့စော်ကားမိခဲ့ကြတယ်အခုတော့ကန်တရားတို့အမိုက်ပုံပြန်ပို့လိုက်ပြီကွာ မိမလည်းမှားခဲ့ပါတယ်ယောက်ျားရဲ့ငွေဆိုတဲ့အရာကြီးကမိမတို့မျက်လုံးတွေကိုကန်းစေခဲ့တယ်အမိုက်ကောက်တော့ကဘဝကိုမေ့ပြီးငွေနောက်လိုက်ခဲ့မိတယ်လူလူချင်းအဆင့်တန်းခွဲခြားခဲ့တယ်ငါတို့မှားသွားတယ်ယောက်ျားရဲ့ အဲ့လောက်ကြီးတဲ့ကိုယ့်ကိုပြည့်မနေမှာနဲ့မိမရဲ့ငါတို့ဒီမှာရှိတဲ့ပစ္စည်းတွေဒီဝေစားတို့ရောင်းချပြီးတော့ငါတို့ဖျားလှုပ်လိုက်မယ်ဟာငါတို့အရင်ကဘွားမျိုးဝိထည်ကိုတကူနဲ့ဘွားတစ်ပြန်စားပြီးစူးစမ်းကြတာပေါ့ဟာ မင်းတို့ဖြစ်တာတွေငါအကုန်ကြားပြီးပြီကွာလာပါကွာငါတို့ရင်ပြန်လိုက်ခဲ့ကြအရင်လိုရှိတူမရှိတူအတူတူပြန်နေကြတာပေါ့ကွာ ငါတို့မှားရတယ်ကိုကျော်ငါတို့ချမ်းသာတော့ဘွားမေ့ပြီးမင်းတို့နှိမ်ခဲ့မိတယ်ကွာ ကျမတို့ခိုကြောက်ပေါ်ကိုရိုင်းပြမိခဲ့တဲ့အတွက်ကျမတို့လင်မယားနဲ့ကိုခွင့်လွှတ်ပေးပါနော် အာအဲ့ဒါကြီးပြောနေကြမလို့ပါဘူးကွာငါတို့ရင်ထဲမှာဘာမှသဘောမထားဘူးနင်တို့အခုချိန်ဒီငါတို့မိသားစုလိုပဲသဘောထားတာခွင့်လွတ်ပါတယ်ဟာ ငါတို့ချမ်းသာတော့စိတ်နဲ့ရွှေရတနာတွေဝှစ်စင်မှာတန်မိုးရှိရုပ်ထင်ခဲ့မိတာငါတို့ယူမိုက်ခဲ့တာပဲဟာအခုအမိုက်ကောင်ကကိုကျော်ကြည်စမ်း
သူဝတ်ထားတာဝတ်စုပ်လေးနေရတဲစုပ်လေးဟာဒါပေမဲ့ငါတို့ဒုက္ခရောက်တဲ့အချိန်မှာဘာညှိုးသေးမှမထားပဲငါတို့ကူညီပေးတယ်လူတန်ဖို့ဆိုတာစင်ရသားရဲ့ဖြစ်ဖြစ်အထေးသားရဲ့ဖြစ်ဖြစ်သူတစ်ပါးပေါ်ထားတဲ့ကိုချင်းစာတရားနဲ့ကူညီတတ်တဲ့စိတ်ရှိအဲ့ဒီလူကလောကမှာအစစ်မှန်ဆုံးနဲ့တန်ဖိုးရှိဆုံးလူပါလားဆိုတာငါကောင်းကောင်းနားလည်ပါပြီ